လုံရသော25နှစ်ဝေပြီးလမ်းမကြီးတွေကအခုလိုအကျေသေးတယ်လို့လမ်းဘေးဝဲရမှာလဲမီးရောင်ဆိုတာမရှိသလောက်ရှားပါတဲ့အချိန်မှာအဲ့တော့ကကျွန်တော်ကြုံခဲ့ရတယ်ထင်းလက်စရာအဖြစ်တစ်ခုပါအခုထိမျက်လုံးထဲမှာဆွဲနေတော့မှာပဲအမျိုးတွေရဲ့အလှရှိလို့မြမပြည်အထက်ပိုင်းကိုခီးထွက်လာခဲ့ပါတယ်နေခင်းဖို့ကိုရှောင်ကျင်တာနဲ့ညဘက်ခါကိုပဲရွေးချယ်ခဲ့ပါတယ်လက်မတ်ကအနီးကပ်မှာဝင်ရတာဆိုတော့ကျွန်တော်နေရာကနောက်ဆုံးကုန်ရဲ့အရှိတမ်းမှာပါတယောက်တည်းဆိုတော့လေဖေညာဖြစ်ဖြစ်အရေးမကြီးပါဘူးဆိုပြီးအိပ်ပြီးတော့လိုက်ခဲ့ပါတယ်ခရီးထွက်လာပြီး3 နာရီလောက်အကြာမှာရင်မောင်းကလမ်းဘေးတနေရာမှာကျမကြီးဆိုပြီးကားကိုခိတရက်ပေးလိုက်ပါတယ်အဲ့ဒီခေတ်တုန်းကအခုလိုစားတော့ဆိုင်နေကက်နေမရှိသေးတဲ့အတွက်အမောင်နဲ့ပါပဲကိုယ့်အကူဖြည့်ရှင်းကြရတာပါကားပြန်ထွက်ခံနေမှာမျိုးသမီးတယောက်ကကားအနားကိုရောက်လာပါတယ်ရင်ဝင်ထဲမှာလည်းကလေးတယောက်ပွေထားပြီးတော့အဖျားတက်နေလို့စေကန်းပြဖို့ကားကြုံလိုက်ပြရစီလို့အကူကြီးတောင်းရှာပါတယ်တနာတာရောနောက်ဆုံးတန်းကအကုန်လုံးတည်ရှိလာတော့ကြောင့်ရှင်မောင်ကလက်ခွင့်ပြုလိုက်ပါတယ်ကားပြန်ထွက်ပြီးခဏကြာမှာပဲအလွန်ဆိုးရတဲ့အပုပ်နိုင်ကြီးတစ်ခုကကျွန်တော်နှာခေါင်းထဲကိုတိုးဝင်လာပါတယ်အဲ့ဒီအနံ့ကြောင့်လန့်လို့ပြီးတော့ဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီချိန်မှာပဲကျွန်တော်မြင်လိုက်ရတာကခုနမျိုးသမီးဟာတကူလုံးမဲနှံ့နေပြီခလေးကလည်းမူလအရွယ်တည်း3 စားလောက်ကြီးနေပါတယ်ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီကလေးကကျွန်တော်ကိုပြုံးပြီးတော့ကြည်နေရပါကျွန်တော်လည်းလန့်ပြီးတော့မအော်မိရဖိပြီးတော့ရေပေါင်းစီကိုပြေးပြီးသွားခဲ့ပါတယ်ရေကူကတဲကြည့်တဲ့အချိန်မှာတော့သူတို့ကမူလပုံစံနဲ့ပြန်ဖြစ်နေပါတယ်ဒါပေမဲ့တကားလုံးမှာလမ်းဟောင်းနေတဲ့အပုံနဲ့ကြောင့်ခီးတွေအားလုံးကနိုးပြီးတော့လှုပ်လှုပ်ရဖြစ်နေကြပါတယ်ရင်မောင်းလည်းအချီနေကိုရေးမိသွားပြီးရှေ့ကလမ်းဆောင်တစ်ခုကသူတို့ကိုချက်ချင်းဆင်းခံလိုက်ပါတယ်ဆင်းခံနေမှာအဲ့ဒီအမျိုးသမီးကကျွန်တော်တို့ဘက်ကိုမျက်ထောင်နေနေစိုက်ကြည့်သွားပါတယ်အဲ့ဒီမျက်လုံးကိုတော့ကျွန်တော်သက်မမေ့နိုင်တော့ပါဘူးနောက်မှပြန်သေးလဲရတာကအဲ့ဒီလမ်းမဲမှာအဲ့လိုဖြစ်ရမျိုးခဏခဏဖြစ်လေရှိပါတယ်တယောက်တည်းခီးသွားရင်မတင်မဲ့ပဲကြုံလိုက်ရတဲ့ဒီဖြစ်ပက်ကကျွန်တော်တို့တော့အခုထိခြောက်ချားစရာအကောင်းဆုံးအတွေ့အကြုံတစ်ခုပါပဲဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ private channel တွေကို like and follow လုပ်ခဲ့ပါဦးခင်ဗျာ